စမ်းကြည့်ညီဘသူ့ကိုခွင့်တိုင်သွားတယ် ရှင်တမီးပြောခဲ့လေလိုက်မှု ငါမေးတော့မသိဘူးတဲ့ ညီမေဟာမာနကတော့မချဘူး ဘာလို့ဖြစ်ကြပြန်ပြီလဲ ရွာငါအိမ်လေးကိုရောင်းမယ်လုပ်ပြန်ပြီ နင်တို့ကမြေပိုင်နေဆိုတော့တထေးတွေပေါ့ တော့ကြမလားအလုံးမဟုတ်တော့အလဲဘက်ပေါ့အရင်က ဒီတော့ပါဟဲ့ဒါနဲ့လေအမအကူကြီးလေးတစ်ခုလောက်တောင်းကြလို့ 9000တော့မရဘူး3000လောက်တော့ရှိတယ် အဲဒါဆိုရတဲ့လောက်ပဲလေဒါပေမဲ့အတို့ကတော့သူတို့အတိုင်းပဲယူပေါ့ကမမချီမှာနော် ငါမြည်အဖွားအသက်ကြီးပြီညီအမေကလည်းမုတ်ဆိုးမအဲ့ဒါ အဲ့ညီကိုဖုံးရွှင်နဲ့အိမ်အောင်ချပေးခြင်းတယ် အားလေးလည်းမရှိရ ဘာအတိတ်ပဲမရှိရမှာလဲ